ကျန်းလီနဲ့ယူဆန်းပူပေါ်တို့နှစ်ယောက်လမ်းဆောင်နေတုန်းစကားပြောနေကြတယ်။ဒါဆိုရင်ယူကျုံးပင်လက်ကိုစွန့်ဟာမျိုးတခင်နဲ့လူချင်းနေတာဘောလို့ကျန်းလီကပြောလိုက်တယ်။အခုကောင်းကင်ကပ်ပြီးကြာရောက်လာမှကိုတူလဲတိထားလို့နေမယ်ထင်တယ်။အဲ့ဒါတော့ငါလည်းမသိဘူး။အခုကပ်ပြီးကိုငါတို့ထိုက်ရီကိုင်းကပဲတိတယ်လို့ကျန်းလီကယူဆန်းပူပေါ်ကိုဆင်ပြနေတယ်။ထို့အခါတူတူပြောနေတဲ့ယူကျုံးပင်လက်အကြောင်းကိုအရက်မူးနေတဲ့လူတူကအနောက်ကနေလူတွေဘာဖြစ်လို့ယူကျုံးပင်လက်ကိုပဲလူချင်းနေရတာလဲလို့ပြောလိုက်ပါတယ်။ဆိုးဟာမျိုးတခင်ရခံမအပြင်ဘက်မှာထိုင်ဟုံတခင်အတွက်အခြားအကြီးကဲများကစိတ်ပူနေကြတယ်။ထိုင်ဟုံတခင်တယောက်တည်းအထဲမှာစိုးဝါမျိုးတခင်နဲ့တွားတိတ်နေတာတခုခုများဖြစ်နေမလားဘာမှစိတ်မပူနဲ့အခြေအနေမကောင်းရင်လင်းယုံအော်ဒါနဲ့ထိုင်ဟုံတခင်ကအချက်ပေးလိုက်မယ်လို့အခြားအကြီးကဲတယောက်ကပြောပြနေတယ်။ခံမထဲမှာစိုးဝါမျိုးတခင်မှာငါကနေတားကိုလွှတ်ပေးမယ်နေကငါလိုချင်တဲ့ယူကျုံးပင်လဲကိုပေးရင်ငါတို့နှစ်ယောက်အတွက်အဆင်ပြေမယ်။ထိုင်ဟုံတခင်နဲ့တူတာအတွက်အစိမမင်းကလေးတယောက်ရဲ့ဗန်ထဲတို့ယူကျုံးပင်လဲကိုထည့်ပေးလိုက်ပါတယ်။စိုးဝါမျိုးတခင်နဲ့ရီလင်ဖူးကိုလွှတ်ပေးလိုက်ပါတယ်။ထိုင်ဟုံတခင်နဲ့တူတာစီရဆိုသွားတဲ့အခါမှာအနာရောက်တော့ဘာလို့ငါတားရဲ့အနာမှာငါတို့ယူကျုံးပင်လဲမျိုးနယ်ရဲ့အငွေတက်မစီရတယ်လဲတွေးနေတော့မှတူတာအယောင်ဆောင်ထားတဲ့လူကသူ့ကိုဓာတ်နဲ့ထိုးဖို့မလုပ်ခင်ထိုင်ဟုံတခင်ကလက်ဦးမှုအရာယူပြီးထိုလူရဲ့လက်ဘင်းကိုအလက်နဲ့အမြင်ညှစ်လိုက်ပါတယ်။အပေါ်ယံမျက်နှာလဲအကွဲပြီးတခြားလူမျက်နှာတို့ပြောင်းသွားတဲ့အခါအဝေးတို့လွှတ်ပစ်လိုက်ပြီးငါတားကဘက်မှလည်းအော်ပြီးမေးလိုက်ပါတယ်။မင်းရဲ့တားလားမွေမိတ်ဆာရဲ့ထမိန်အောက်မှာအခုလောက်ဆိုရောက်နေလောက်ပြီးလို့ဆိုးအမျိုးတခင်ကပြောလိုက်ပါတယ်။ထိုင်ဟုံတခင်ရဲ့အနာကိုရဲမက်တွေဝိုင်းထားတဲ့အခါထိုင်ဟုံတခင်ကလင်းယုံအော်ဒန်နဲ့အချက်ပေးလိုက်တဲ့အခါတခဏလေးအတွင်းမှာပဲတကားအပေါက်ကွယ်သွားပြီးရဲမက်များလည်းလွှတ်ရှင်ထွက်သွားခဲ့တယ်။ခမ်းမတဲ့ကိုကျင်းလီနဲ့ယူဆန်းပူပေါ်တို့နှစ်ဦးဝင်လာခဲ့ပါတယ်။ပောက်ကွဲတဲ့အစိမ်ကြောင့်ဆိုးဝါမျိုးတခင်ရဲ့လက်ထက်ကယူကျုံးပင်လက်ဟာကျန်းပြင်းတို့ကျသွားခဲ့တယ်ယူစွန်းဖူဘောကခမရလက်ထက်ကယူကျုံးပင်လက်ကအတူကြီးလို့ပြောလိုက်ပေမဲ့အတူပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်ပြောပြီးယူကျုံးပင်လက်ကိုကောက်ယူပြီးလှုပ်ဝက်ခက်လက်ကိုနှိပ်ပြီးတာနဲ့သူ့ရဲ့အနောက်ဝတကားဖွင့်ရတဲ့အခါအထဲကဝင်လိုက်ပြီးကြံလူများကသူ့အနာကိုပြေးလိုက်ပေမဲ့တကားကပိတ်သွားခဲ့ပါတယ်ထိုအခါအကြီးကဲတယောက်ကအခမ်းမတဲကိုဝင်လာပြီးဒီမှာကျွန်တော်တို့တခင်လေးရောက်လာပြီးကျန်းလီနဲ့ယူစွန်းဖူဘောတို့ကကျွန်တော်တို့တခင်လေးကိုတွေ့လို့ခေါ်လာပေးတာလို့ပြောလိုက်ပါတယ်ထိုင်ကုန်တခင်နဲ့တူတာအနာကိုတွားလိုက်တဲ့အချိန်မှာတူတာကမိတ်တွေတွားခဲ့ပါတယ်ထိုင်ကုန်တခင်ကကျန်းလီနဲ့ယူစွန်းဖူဘောကိုတူတာကိုပြန်ခေါ်လာပြီးလို့ကျေးဇူးတင်စကားပြောနေတယ်ကောင်းကင်ကပ်ပြီးကိစ္စကိုလည်းဘာမှစိတ်မပူဘူးလို့ပြောလိုက်ပြီးတူတို့ကျွန်းမျိုးနဲ့စုလည်းအစွမ်းကုန်ကူညီမှလို့ပြောလိုက်ပါတယ်ယူကျုံးပင်လန်ကတခြားလူလက်ထဲရောက်နေတာဘယ်လိုလုပ်ရမလဲလို့ကျန်းလီကထိုင်ကုန်တခင်ကိုပြန်မေးလိုက်ပါတယ်အဲ့အတွက်တော့ဘာမှစိတ်မပူနဲ့ငါတို့ယူကျုံးရတနာတွေအားလုံးမှာဝိညာဉ်နံတွေရှိကြတယ်ယူကျုံးပင်လန်ကငါတာကြီးလင်ဖူးကိုတခင်အဖြစ်ရွေးထားတော့ဝိညာဉ်နံအချင်းချင်းဘယ်မှာရှိလဲတိတ်နိုင်ကြတယ်အရင်တုန်းကကိစ္စအကြီးကြီးကြောင့်ငါတာကြီးလင်ဖူးမှာစိတ်တန့်ရရသွားခဲ့တယ်လွန်ခဲ့တဲ့နှစ်ကညတညမှာမီးတွေပက်လက်လောင်နေတဲ့အလဲမှာရီလင်ဖူးကသူ့အမေကိုဖတ်ထားရင်ငိုကြွေးနေပါတော့တယ်ထို့အခါယူကျုံးပင်လန်တဲကမွေမိတ်ဆာတူထွက်လာခဲ့တယ်ငါပြောတာပဲမိတ်ဆာနှစ်ဆိုးတွေအတွက်ကောင်းကင်မိုးကြိုးတွေကခတ်မှန်ရခတ်တယ်အခုမင်းလောက်ရကြောင်မျိုးနဲ့စုတွေအားလုံးပါဒုက္ခရောက်ရောက်တော့မကမင်းအမေလည်းတေခဲ့ရပြီးပြောပြီးတာနဲ့ထိုင်ကုန်တခင်ကမြားနဲ့မွေမိတ်ဆာကိုချိန်လိုက်ပါတယ်ရီလင်ဖူးကသူ့အစီကကပေးလိုက်ပြီးသူ့ကိစ္စကိုတူပဲလုပ်မယ်ဆိုပြီးမွေမိတ်ဆာကိုမြားနဲ့ချိန်လိုက်ပေမဲ့သူ့မြားကျိုးကိုတူပဲဖျက်လိုက်ပြီးသူ့မျက်စိစိတ်ကထွက်သွားလို့ပြောလိုက်ပါတယ်အရင်ကအကြောင်းလေးကိုထိုင်ကုန်တခင်ကတူတို့နှစ်ဦးကိုပြောပြနေတယ်အခန်းတက်ကအဲ့ရထဲမှာရီလင်ဖူးမရှိတော့ပဲတယောက်တည်းတော်တဲ့တို့ထွက်လာခဲ့ပြီးသူ့အရင်ကအတိတ်အကြောင်းလေးကိုခေါင်းထဲမှာပေါ်လာခဲ့တယ်ခဏအကြာတူစီရစီကိုကျန်းလီနဲ့ယူစွန်းဖူပေါ်တို့နှစ်ဦးရောက်လာတဲ့အခါရီလင်ဖူးကငါဒီမှာစီမံမင်းတို့နှစ်ယောက်ဘလို့တိတ်တယ်မိလိုက်တဲ့အခါမှာယူစွန်းဖူပေါ်ကဒီကောင်ရဲ့ကျန်းလီရဲ့နှာခေါင်းကခွေးတွေထွက်လာမှအနက်ခံကောင်းတယ်လို့ပြောလိုက်ပါတယ်ကျန်းလီတဲ့ယူစွန်းဖူပေါ်ကိုဘူးကြီးလိုက်ပါတယ်နင်ယူစွန်းပင်းလိုက်ပဲမှာစီလက်ခံစားမိလာလို့ကျန်းလီကမိလိုက်တဲ့အခါငါယူကျုံးပင်းလက်ကိုခံစားလို့မရတာကြာပြီလို့ရီလင်ဖူးကပြောလိုက်ပါတယ်ကျန်းလီကစိတ်ဆွမ်းအားနဲ့စစ်ကြေးတဲ့အခါအချစ်စိတ်တန်ရရသွားလို့နှလုံးသားတွေးကြောလဲပျက်စီးသွားနေမှတိတ်သွားခဲ့တယ်ပြတ်သွားမှတော့ငါပြန်ဆက်ပေးရမှာပေါ့ပြောပြီးကျန်လီကတူတို့ထိုက်ရီကန်ရထိုက်ရီလှဝက်နီးအဖြစ်တဲ့အစိမ်းရောင်တက်တာနီးနဲ့တွေးကြောကိုဆက်ပေးခဲ့တယ်။ရင်းလင်ဖူးလည်းမခံမရနိုင်အောင်နိုင်ကျင်နေတဲ့အပြင်ကျန်လီလည်းဗဇက်ကနေတွေးစားအနေငယ်မှာထွက်လာခဲ့တယ်။တန်ရန်ဟောင်းကမှပျောက်သေးပဲအခုလိုလုပ်တာပိုဆိုးမှဖြစ်ကြောင်းယူဆွန်းဖူးဖူးကပြောလိုက်ပေမဲ့ငါလူသားတွေအတွက်ဒီလောက်တော့လုပ်ပေးရမှာလို့ပြောလိုက်ပါတယ်။ထို့အခါငါလည်းလူသားတွေအတွက်ပြန်လုပ်ပေးရမှာလို့ပြောပြီးသူ့ရဲ့အစွမ်းလေးကိုကျန်လီထံပေးနေခဲ့တယ်။အချိန်အနေငယ်ကြာပြီးနောက်ရင်းလင်ဖူးရဲ့တွေးကြောများဟာပြန်ဆက်သွားပြီးယူကျုံးပင်လယ်ကရေကန်အလဲမှာလို့ပြောလိုက်ပါတယ်။ယူကျုံးပင်လက်ကိုငါခံစားမိလာပြီလို့ပြောလိုက်ပါတယ်ငါတော့ဘာမှစိတ်မပူနဲ့မင်းတို့နှစ်ယောက်ယူကျုံးပင်လက်ကိုအမြန်ဆုံးတွားဆကြလို့ပြောလိုက်ပါတယ်ကျန်းလီလည်းယူစွန်းဖူးပေါ်ရဲ့လက်ကိုဆွဲပြီးလေပေါ်တို့ပြန်တန်းတွားပါတော့တယ်ထို့အခါကြီးလင်ဖူးရဲ့အစိတ်ကိုမွေမိတ်ဆာမှလမ်းဆောက်လာတဲ့အခါထွက်သွားဆိုင်ငါအစိတ်ကနေမြင်းမျက်နှာငါမမြင်ကြည့်ဘူးဆိုပြီးကြီးလင်ဖူးကပြောလိုက်ပါတယ်ငါအခုလာတာနှစ်ကိုလာနှုတ်ဆက်တာဆိုပြီးမွေမိတ်ဆာမကပြောလိုက်ပါတယ်ငါကိုဘာလာနှုတ်ဆက်လာတဲ့ပြောပြီးမွေမိတ်ဆာမကိုကြည့်လိုက်တဲ့အချိန်မွေမိတ်ဆာမရဲ့ခန္ဓာကိုယ်ကနေမွေကြီးကိုနေတဖြည်းဖြည်းပေါ်လာတာတွေးလိုက်တဲ့အခါဒါဘလို့ဖြစ်လာလဲမေးလိုက်တဲ့အခါငါကကောင်းကင်လှုပ်ဝက်ချက်ကိုခိုးယူထားပြီးလူပုံစံအဖြစ်ပြောင်းလဲထားတဲ့တာရဲတွေကမူလောက်ပုံစံကိုပြန်ရောက်သွားလိမ့်မယ်မှတ်ညက်တွေပါပျောက်ဆုံးကုန်လိမ့်မယ်အခုငါရဲ့မှတ်ညက်တွေမပျောက်ဆုံးခင်နင်းရဲ့မြာကြိုပြတ်သွားခဲ့တာအခုငါရဲ့မွေဝိညာဉ်အစွမ်းနဲ့ပြင်ထားပေးတယ်အခုနင်းကိုငါလာပေးတာငါမွေတားရဲ့အဖြစ်နဲ့နင်းရဲ့အနာမှာနင်းကိုကာကွယ်ဆောက်ရှောက်မယ်ပြောပြီးတာနဲ့မွေအတွင်တို့ပြောင်းလဲသွားခဲ့ပါတယ်ရင်းလင်ဖူးလည်းမြားကိုကင်လိုက်တဲ့အချိန်သူ့အရင်ကအစွမ်းတွေအကုန်လုံးပြန်ရလာခဲ့ပါတယ်အတွင်အပြင်လည်းအရင်ကကျွန်တော်တို့လိုအရက်တမားတို့လိုပုံစံမဟုတ်တော့ပဲကြိတ်ကောင်းတဲ့လူအဖြစ်တို့ပြောင်းလဲသွားခဲ့ပြီးအရက်တမားတွေကိုတစ္ဆာဖောက်ပြီးစော်ကြောက်ပြောင်းလဲသွားခဲ့ပါတယ်
ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်